ကံမရှိတဲ့ငချင်းများလို့เนาะအခုမှ 3D တက်နေလေတစ်ခွက်ကျွန်တော်ရှာပြပြင်လဲမယ်เนาะတရက်7လ2025တရက်7လ2025ရက်အခြေအနေစတဲ့ပါเนาะအပြည့်ပေါ်တက်နေလေကျွန်တော်ရှာပြပြင်လဲမယ်เนาะဒီမှာကနေထစ်တွဲလို့เนาะထစ်စီနဲ့လည်းတယ်ကျွန်တော်တစ်ချက်လောက်ပြပြမယ်เนาะထစ်စီမှာဆိုရေကဲထစ်စီမှာဆိုရေတယ်เนาะဒီမှာစီနဲ့တပေနှစ်ပေဒီမှာအဖြစ်เนาะတပေနှစ်ပေအဖြစ်တပေနှစ်ပေအဖြစ်တပေနှစ်ပေအဖြစ်เนาะကဲတက်နေလေးစမယ်เนาะအဲ့ဒီတက်နေမှာထစ်စီရေစားလိုက်မယ်เนาะဒီမှာထစ်စီเนาะထစ်စီနဲ့ခါတွဲလို့เนาะထစ်စီနဲ့ခါတွဲလို့ဆိုရင်ဒီမှာစီရယ်3ရယ်အဲ့ဒီစီရယ်ဒီ3ရယ်နှလုံးပေါင်းရှိမှာစီရယ်စီနဲ့ငါနဲ့ပေါင်း73စီနဲ့ငါနဲ့ပေါင်း73ဆိုဒီမှာ3တစ်စီစေပါတယ်เนาะနောက်ပြီးတော့3ရယ်6ရယ်ဒီနှလုံးပေါင်းချိမှာ3နဲ့6နှလုံးပေါင်းချိမှာ9ဆိုရင်9တစ်စီစေပါတယ်เนาะ9နဲ့6နှလုံးပေါင်းချိမှာ15ဆိုရင်ဒီတစ်ခါမှာဆိုရင်9တစ်စီကြားရလဲပဲเนาะစိငန်လိုပေါင်းချိ73မှာ3တစ်စီကြားတယ်3 6နှလုံးပေါင်းချိမှာ9ရတယ်9တစ်စီစေပါတယ်9နဲ့6နဲ့ပေါင်း15ဆိုရင်9တစ်စီစေဦးမလားเนาะ9တစ်စီစေဦးမလားကဲနောက်တစ်ဆက်မှာဆိုရင်ကျွန်တော်ပြလိုက်မယ်เนาะနောက်တစ်ဆက်မှာဆိုရင်เนาะဒါတော့စိငန်လိုပေါင်းချိ3တစ်စီ3 6နှလုံးပေါင်းချိမှာ9တစ်စီ9 6နှလုံးပေါင်းချိမှာ15 9တစ်စီကဲနောက်တစ်ဆက်မှာဆိုရင်ကျွန်တော်ဒီမှာပြလိုက်မယ်เนาะနောက်တစ်ဆက်မှာဆိုရင်ထစ်စီနောက်ဆက်မှာတရားထစ်စီ3เนาะတရားထစ်စီ9เนาะဒါထစ်စီ9เนาะဒီမှာငါလုံးပေါင်းချေ10နဲ့6နဲ့ပေါင်း163လုံးပေါင်းချေ16 6နဲ့ခတ်9 6နဲ့ခတ်9เนาะ6နဲ့ခတ်9ဆိုရင်ဒီမှာနှလုံးပေါင်းချေမှာ9 3တစ်စီเนาะနောက်ပြီးတော့ဒီနှလုံးပေါင်းချိမှာ9နဲ့6နဲ့ပေါင်း15 9နဲ့ခါချိမှာ9နဲ့ခါ3ဆိုရင်9နဲ့ခါ3ဒီမှာနှလုံးပေါင်းချိမှာ3 9တစ်စီเนาะနှလုံးပေါင်းချိ6 9နဲ့ပေါင်း16 6နဲ့ပေါင်း12နဲ့ခါ4အဲ့ဒီ2နဲ့ခါ4ကိုဒီမှာနှလုံးပေါင်းချိမှာ4เนาะဒီမှာ9တစ်စီမှာတော့ဒီတစ်စီ20မှာအတူတူပဲเนาะစိငန်လုံးပေါင်းချိ3မှာ3တစ်စီ3 6နှလုံးပေါင်းချိမှာ9ဆိုရင်9တစ်စီ9 6နှလုံးပေါင်းချိ9မှာ9တစ်စီเนาะ3တစ်စီ9တစ်စီ9တစ်စီ9နှလုံးပေါင်းချိ10နဲ့6နဲ့ပေါင်း16 6နဲ့ခါ9ဒီမှာနှလုံးပေါင်းချိမှာ9 3တစ်စီ9 4နှလုံးပေါင်းချိ9နဲ့6နဲ့ပေါင်း15 9နဲ့ခါ3ဒီမှာကနေ4 9နှလုံးပေါင်းချိမှာ3 9တစ်စီနှလုံးပေါင်းချိ16ခုနှလုံးပေါင်းချိ16 6နဲ့ပေါင်း12နဲ့ခါ4ဒီမှာနှလုံးပေါင်းချိမှာ4 9တစ်စီเนาะအဲ့ဒီ9တစ်စီကိုအလက်ထဲနဲ့တွဲလိုက်မယ်เนาะကျွန်တော်တွဲပြမယ်เนาะအနီရောနဲ့ကျွန်တော်ရှာပြပြမလိုက်မယ်เนาะမရှိတဲ့ငချင်းများတော့အဲ့ဒီ channel ကိုဦးလေး channel အသေးပဲเนาะဦးလေး channel အသေးပဲเนาะတွေ့တဲ့သူကိုလက်မလေးနှိပ်ပေးပါเนาะဒီမှာထစ်စီပြီးတော့ထစ်စီနဲ့အလက်ထဲကတော့ကျွန်တော်ချက်ပြပေးလိုက်မယ်เนาะ9 6နှလုံးပေါင်းချိမှာ7 9နဲ့6နှလုံးပေါင်းချိမှာ7မမြင်ရဘူးအဲ့ဒီဥစ္စာเนาะအစေးအောင်နဲ့ပဲရေးလိုက်မယ်เนาะဒီမှာ9နဲ့6နှလုံးပေါင်းချိ9နဲ့6နှလုံးပေါင်းချိမှာ7
အဲ့ဒီစက်တီကိုနှစ်ခါနဲ့ခြေလိုက်မယ်နော်ငါချောနှလုံးပေါ်ချေမှာစက်တီတီနှစ်ခါစီဆိုရင်ဒီမှာကနေအစစ်နှလုံးပေါ်ချေမှာစီနော်မြင်ရလားနော်ငါချောနှလုံးပေါ်ချေစက်တီငါချောနှလုံးပေါ်ချေစက်တီတီနှစ်ခါစီဆိုနှလုံးပေါ်ချေစီဒီမှာကနေငါနဲ့လေးနဲ့ပေါ်ကိုနဲ့ခါ6ဆိုရင်ဒီမှာအစစ်နှလုံးပေါ်ချေမှာ6ပါနော်နောက်ပြီးတော့ဒီနှလုံးပေါ်ချေမှာ6နဲ့ခါဒီနှလုံးပေါ်ချေမှာ6နဲ့ခါ9အစစ်နှလုံးပေါ်ချေမှာ9ပြီးဖို့အတွက်ငါလာမှာ9ပြီးဖို့အတွက်နော်ခုကိုနှလုံးပေါ်ချေမှာ16အဲ့ဒီ6ကိုနှစ်ခါချေလိုက်မယ်6နှစ်ခါ9ဆိုရင်အစစ်နှလုံးပေါ်ချေမှာ9ငါထိစီပြီးတော့မို့လေးလာမှာအစစ်နှလုံးပေါ်ချေမှာ9ဆိုဒီမှာငါနဲ့အလဲထဲနှလုံးပေါ်ချေ9တွေ့ရပြီနော်တွေ့ရပြီးတော့ခဲနောက်ပိဆက်မှာတွားကြည့်မှာနော်ဒီမှာငါလေးတွေ့ရပြီနော်နောက်ပိဆက်မှာဆိုရင်နော်ကျွန်တော်ပြပေးတာနော်နောက်ပိဆက်မှာဆိုရင်ဒီမှာကတော့နှလုံးထိကြီးနဲ့နောက်တလို့ပြယူမဲ့တွေ့နေလေးပါနော်နောက်ပိဆက်မှာဆိုရင်ဒီမှာရေးပေးလိုက်မှာနောက်ပိဆက်မှာနော်နောက်ပိဆက်မှာဆိုရင်ချောနစီနဲ့ပေါ်ဒီမှာကတော့အဖြေနော်တပေနှစ်ပေအဖြေနော်တပေနှစ်ပေအဖြေတပေနှစ်ပေဒီမှာအဖြေနော်နောက်ပိတလို့ချလိုက်မယ်နော်နောက်ပိမှာဆိုရင်စီနဲ့6နဲ့ပေါ်ဆက်4နဲ့2နဲ့ပေါ်နောက်ပိမှာနှလုံးထိကြည့်ပြီးတော့နောက်တလို့ရွေးထုတ်လိုက်မယ်နော်နှလုံးပေါ်ရှိမှာဆက်4နဲ့2နဲ့ပေါ်6ဆက်4နဲ့2နဲ့ပေါ်6ပါဝါတီအဲ့ဒီ6ပါဝါတီကိုနောက်ပိတလို့ဆယ်ရမယ်နော်ဒါနောက်ပိဆက်နော်နှလုံးထိကြည့်နော်နောက်ပိတလို့ဆယ်ရမယ်ဆိုရင်ဒီမှာဆယ်ပါတယ်နောက်မှဆိုရင်နှလုံးပေါ်ချင်းမှာခုနဲ့6နဲ့ပေါင်းဆက်3ပါဝါစီအဲ့ဒီ3ပါဝါစီကိုဒီမှာစီနောက်ပိညှိပါတယ်နော်နောက်ပြီးတော့နှလုံးပေါ်ချင်းမှာဆက်စီနဲ့ပေါင်းဆက်6ပါဝါတီဆိုရင်ဒီမှာကတော့6တီနောက်ပိတယ်လို့နော်အဲ့ဒီ6တီနောက်ပိနှလုံးမှာဆိုရင်ရွေလိုက်မယ်နော်ဘယ်လိုမှဒီမှာ6စီပါတယ်6နောက်ပိစီပါတယ်3လို့ပေါ်ချီ6တီဆို6နောက်ပိစီပါတယ်3လို့ပေါ်ချီ3ပါဝါစီဆိုရင်စီနောက်ပိစီပါတယ်နှလုံးပေါ်ချီစီနဲ့ပေါင်းဆက်6ပါဝါတီဆိုဘယ်လိုစီမလဲကကျွန်တော်ယူထားမယ်6စီတင်လို့နော်ဘယ်လိုစီရမလို့ကျွန်တော်ချက်ပြပြလိုက်မယ်နော်ဒီမှာနော်ကျွန်တော်ချက်ပြပြလိုက်မယ်နော်ငါနဲ့6နဲ့ပေါင်းဆက်တီနဲ့6နဲ့ပေါင်း3လို့ပေါင်းချင်းမှာဆိုရင်ခွန်3လို့ပေါင်းချင်းခွန်နော်နှလုံးပေါင်းချင်းကိုနဲ့စီနဲ့ပေါင်း3လို့ပေါင်းချင်းမှာခွန်စီနောက်ပိတ်3လို့ပေါင်းချင်းမှာခွန်6နောက်ပိတ်3လို့ပေါင်းချင်းမှာဆက်ခွန်စီနောက်ပိတ်ဒီမှာကနေနှလုံးပေါင်းချင်း6စီပြီးသားမို့ခုရဖို့အတွက်3လို့ပေါင်းချင်းခုပြည့်ဖို့အတွက်3လို့ပေါင်းချင်းမှာခုပြည့်ဖို့အတွက်တီလာမှာ3လို့ပေါင်းချင်းမှာခုပါနော်ဒါတိနောက်ပိတ်နော်3လို့ပေါင်းချင်းခု6နောက်ပိတ်3လို့ပေါင်းချင်းခုစီနောက်ပိတ်3လို့ပေါင်းချင်းခုတီနောက်ပိတ်နော်အဲ့ဒီတီနောက်ပိတ်နဲ့အဲ့တီ6တလို့နောက်6မှာအရာထားလိုက်မယ်နော်အရာထားပြီးတော့ခါတီ6နောက်ပိတ်ရပြီနော်အဲ့တီ6နောက်တီနောက်ပိတ်3လို့ပေါင်းချင်းခု6နောက်ပိတ်3လို့ပေါင်းချင်းခုစီနောက်ပိတ်3လို့ပေါင်းချင်းခု3လို့ပေါင်းချင်းဆက်ခု6နောက်ပိတ်3လို့ပေါင်းချင်းဆက်ခုစီနောက်ပိတ်3လို့ပေါင်းချင်းဆက်ခုတီနောက်ပိတ်အဲ့ဒီ6တလို့ကအရာထားလိုက်မယ်နော်ဒါတဲ့တီတလို့တဲ့နော်ကဲဒီမှာတေချာကြည့်နော်ခုနကတော့ငါလေးတွေ့ရပြီနော်ငါလေးတွေ့ကိုတီနောက်ပိတ်နဲ့
ခုနတိနော်ပေးနေပြန်တယ်နော်ငါလေးတိတုံရပြိနော်ငါလေးတိတုံရပြိဆိုရင်ဒီမှာကျွန်တော်ပြပြလိုက်နော်ဒီမှာငါလေးတိနော်ဒီမှာငါလေးတိငါလေးတိထဲပဲနော်ဒီမှာတက်ခွဲကတော့ငါလေးတိအဲ့ဒီငါလေးတိကိုပါဝါနဲ့ခြေလိုက်မယ်နော်အစစ်နလို့ပေါ်ချေကိုငါပါဝါ3ညကို4ပါဝါကိုတဝါ3ညကိုတိအဲ့ဒီနှစ်ခွက်မှာထဲပဲနော်ငါလေးတိနဲ့3ညကိုတိကတော့ထဲပဲ3ညပြိနော်ထဲပဲအဲ့ဒီဟိုမှာနော်မှာဆိုရေးဒီမှာအရာနှစ်ခွက်မှာဒီမှာ6နောက်ပိတ်နော်ဒီမှာဒီနှစ်ခွက်မှာဆိုတဲ့ဒီအရာနှစ်ခွက်မှာဒီမှာရေးလိုက်မယ်နော်အရာနှစ်ခွက်မှာဆိုရင်5 4 6 5 4 6 15ပေ3ည9 6ကနေဒါတော့3ည9 6ကနေ15ပေဒီမှာနဲ့3ညအဲ့ဒီနှစ်ခွက်မှာဆိုရင်အရာပဲနော်အရာနှစ်ခွက်ဒီမှာတဲ့နှစ်ခွက်နော်ငါလေးတိနဲ့3ညကိုတိတဲ့ငါလေး6နဲ့3ညကို6ကတော့အရာပဲနော်ကဲမရှိတဲ့ငါချင်းများမဲ့လက်မမလင်းရတဲ့ချင်းများကိုလက်မနိပြပါလားစကလနေပဲပင်နာကတော့တစ်ခါလေးကိုနိပြပါလာမဲ့ပီဒီရဲ့တိကိုချီစုမြောက်ခါလော်လေးနိပြပါနော်ကျွန်တော်ဒါတော့တဲ့နှစ်ခွက်ကတော့နလိုပေါင်းချေအစစ်နလိုပေါင်းချေကိုအစစ်နလိုပေါင်းချေကိုနောက်ပြီးကတော့3လိုပေါင်းချေခွန်3လိုပေါင်းချေခုနောက်ပဲ3လိုပေါင်းချေခုဆိုတိနောက်ပဲတော့3ညကိုတိနဲ့အဲ့ဒီငါလေး6နဲ့ကိုလေး6တော့အဲ့ဒီနှစ်ခွက်မှာအရာပဲနော်15ပြိဒီမှာ3ညပြိတဲ့နှစ်ခွက်ပဲနော်3ညပြိစနှစ်ခွက်ပဲနော်တရက်7လ2025တရက်7လ2025မှာငါလေးတိနဲ့3ညကိုတိကတော့တဲ့ငါလေး6နဲ့3ညကို6ကတော့အရာပဲနော်ကဲလက်မလေးမြတ်ဒါကတော့ channel သိမှာပဲနော်ဦးလေး channel သိမှာပဲနော်အားလုံးကိုလည်းပါချက်တွေ့ဆိုတာအရာနှစ်ခွက်နဲ့ဒီနှစ်ခွက်မှာငါလေးတိနဲ့ငါကိုတိကတော့တဲ့ငါလေး6နဲ့ငါကို6တော့အရာအားလုံးကိုလည်းပါနော်ဘိုင်လက်မလေးနေပြီပါနော်